ဝန်ပလွေလာပြီလို့ညာတဲ့တူးကြောင်းသားလေးဟိုရှိတုန်းကရွာလေးတစ်ရွာမှာနေတိုင်းတူးကြောင်းထွက်ရတဲ့ကောင်လေးတစ်ယောက်ရှိတဲ့သူကမနက်တိုင်းတူးအုပ်ကြီးကိုတောင်ပေါ်ခေါ်သွားပြီးညနေဆောင်ရင်ရွာကိုပြန်ခေါ်လာလေးရှိတယ်။ဒါပေမဲ့တနေ့မှာတော့သူအရန်ပြင်းလာတယ်သူကတွေးမိတာပေါ့။ရွာသားတွေကတော့အတူတူအလုပ်လုပ်ပြီးစကားတွေပြောနေကြတာငါကတော့ဒီမှာတယောက်တည်းတူးတွေနဲ့ဘယ်သူမှလည်းငါ့ကိုလာစကားမပြောဘူးဘာလို့ရင်ကောင်းမလဲ။အဲ့ဒီမှာပဲသူကအကြံဆိုးလေးတစ်ခုရသွားပြီးပြုံးလိုက်တယ်သူဟာတောင်ဆုံးကိုပြေးသွားပြီးအာကုံဟစ်အော်တော့တာပဲကဲကြပါဦးဝန်ပလွေကြီးလာနေပြီငါတိုးတွေကိုဝန်ပလွေကြိုက်စားတော့မယ်ကဲကြပါဦးပြုရွာသားတွေလည်းကောင်လေးရဲ့အော်တန်ကိုကြားတော့တိုးတွေကိုကဲဖို့တောင်ပေါ်ကိုအလန့်တကြားပြေးတက်လာကြတာပေါ့ဒါပေမဲ့တောင်ပေါ်ရောက်တဲ့အခါဝန်ပလွေလည်းမရှိတိုးလေးတွေကလည်းအေးအေးဆေးဆေးမျက်စားနေကြတော့မယ်ဟဲ့ကောင်လေးဘယ်မှာလဲဝန်ပလွေမင်းပါလို့အော်ရာလဲလို့ရွာသားတွေကမေးတော့ကောင်လေးကဘိုင်းနှိပ်ပြီးအားရပါရရေးပါလေရောဟာခမည်းတော်ကိုကျွန်တော်ညာလိုက်တာဗျအားလုံးအညာခံလိုက်ရပြီရွာသားတွေတကယ်စိတ်တူသွားပြီးဝန်ပလွေတကယ်မလာဘဲနဲ့ဒီလိုမအော်ပါနဲ့လို့တတိပေးပြီးစိတ်ပြက်လက်ပြက်နဲ့တောင်အောက်ကိုပြန်ဆင်းသွားကြတယ်ဒါပေမဲ့တိုးချောင်းသားလေးကတော့ဒါတကယ်ပြောဖို့ကောင်းတာပဲလို့ကိုပါကိုပြောနေမိတာပေါ့နောက်နေ့မှလည်းအကောင်လေးကထပ်ပြင်းလာတာနဲ့အဲ့ဒီအတိုင်းထက်ညာပြန်တယ်ဝန်ပလွေလာပြီးကဲကြပါဦးရွာသားတွေကဒုတိယအကြိမ်ထပ်ပြီးပြေးတက်လာကြပြန်တယ်ဒီတစ်ခါလဲအညာခံလိုက်ရမှန်းသိတော့ရွာသားတွေကမင်းဒီအတွက်တစ်နေ့ပြန်ပေးဆက်ရလိမ့်မယ်လို့ဒေါသတကြီးပြောပြီးထွက်သွားကြတယ်ရက်အနှဲငယ်ကြာတဲ့အခါမှာတော့ကောင်လေးကတစ်ပင်အောက်မှာအနားယူနေတုန်းတိုးတွေဟိုပြေးဒီပြေးဖြစ်နေတာကိုတွေးလိုက်ရတယ်သူကမန်းကတန်းထားကြည့်လိုက်တော့ဝန်ပလွေစစ်ကြီးတိုးအုပ်ထဲကိုဝင်လာနေတာကိုမြင်လိုက်ရတာပေါ့ကောင်လေးဟာကြောက်လက်လက်နဲ့တောင်ဆုံးကိုပြေးသွားပြီးအော်တော့တယ်ကဲကြပါဦးဒီတစ်ခါတကယ်ပါဗျာဝန်ပလွေစစ်ကြီးလာနေပြီကျွန်တော်တိုးတွေကိုကယ်ပေးကြပါဦးရွာသားတွေကောင်လေးရဲ့အော်တန်ကိုကြားကြပေမဲ့ဒီတစ်ခါတော့ဘယ်သူမှမလှုပ်ရှားကြတော့ဘူးသူငါတို့ကိုထက်ညာနေပြန်ပြီးအေးမဆိုင်နဲ့ဆိုပြီးကို့အလုပ်ကိုဆက်လုပ်နေကြတယ်ကောင်လေးခမများအကုံအောင်နေပေမဲ့ဘယ်သူမှလာမကယ်ကြဘူးသူလုံနိုင်တာကတော့ဝန်ပူတွေကသူ့တိုးတွေကိုတကောင်ပြီးတကောင်သက်စားနေတာကိုကြည့်ပြီးငိုနေဖို့ပဲရှိတော့တယ်ညနေဆောင်လို့တိုးချောင်းသားပြန်မလာတာကြောင့်ရွာသားတွေတောင်ပေါ်တက်ကြည့်တဲ့အခါကောင်လေးကတယောက်တည်းထိုင်ငိုနေတာကိုတွေ့လိုက်ရတယ်ကောင်လေးကရှိုက်ကြီးတင်ငင်နဲ့ပြောရှာတယ်တကယ်ဝန်ပလွေလာခဲ့တာပါဗျာကျွန်တော်ပေမဲ့ခမားတို့ဘာလို့လာမကယ်ကြတာလဲရွာသားတယောက်ကကောင်လေးဘေးမှာထိုင်ပြီးအေးအေးဆေးဆေးပြောလိုက်တယ်ငါတို့မင်းကိုအရင်ကတည်းကသတိပေးသားပဲလူလိမ်တယောက်ဟာအမှန်တိုင်းပြောတဲ့အခါမှာတော့ဘယ်သူမှမယုံကြတော့ဘူးဒါဟာမင်းကိုယ်တိုင်ရှာခဲ့တဲ့ဒုက္ခပဲအဲ့ဒီနေ့ကစပြီးတိုးချောင်းသားလေးဟာသူ့အမားကိုတီးသွားပြီးဘယ်တော့မှမလိမ်ညာတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတော့တယ်ပုံမြင်လေးကပေးတဲ့သင်ခန်းစာတငယ်ချင်းတို့ရေဒီပုံမြင်လေးကနေရလိုက်တဲ့သင်ခန်းစာကတော့ရိုးသားခြင်းဟာအကောင်းဆုံးသောလမ်းစဉ်ဆိုတာပါပဲတခါလောက်လိမ်ညာလိုက်ယုံနဲ့သူတစ်ပါးရဲ့ယုံကြည်မှုကိုပြန်ရဖို့ဆိုတာခက်ခဲသွားတတ်ပါတယ်ယုံကြည်မှုဆိုတာတိဆောက်ဖို့အချိန်ကြာကြီးယူရပေမဲ့ဖြည့်ဆည်းဖို့ကတော့စက္ကန့်ပိုင်းပဲလိုတာပါဒါကြောင့်ဘလောက်ပဲစနောက်ချင်စရာကောင်းပါစေလူတွေရဲ့ယုံကြည်မှုကိုအပြောက်မခံပါနဲ့နော်ဒီပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တငယ်ချင်းတွေနဲ့မိသားစုကိုမျှဝေပေးဖို့မမေ့နဲ့အောင်နော်